မင်္ဂလာပါ မင်္ဂလာပါဒီနေ့ကတော့အမေမိမချက်ပြီးတဲ့စိတ်တိုင်းနဲ့မဟုတ်ခမီးခမန့်ရချက်ပြီးလိုက်တယ်ငါတလောက်ပေါင်းရင်းနဲ့စာပြောင်းမင်းရှိတ်စားကြပါဦးငါတလောက်ပေါင်းလေးနဲ့အမေနဲ့ရွာလွမ်းတော့ကောင်းချက်ကတော့9 plus ကောင်းပါဘူး မွေးနေ တော်တော်လေးကဆယ်ပြီးတော့မွေးနေရုပ်ကြီးတောင်းလေးနဲ့ပဲနေဆိုဘုတ်ပေါ့အယောင်လေးရတယ်လာဆိုတော့မိကမိုင်ရပို့လိုက်ရှေ့ကောင်းပေါ့စားကြပါဦး